ဒီကမင်္ဂလာတော်တန်းပွဲကဝီယန်ကလင်းနဲ့တစ်ချက်ကမိတ်ဆက်ပေးပြစီဒါကတော့ဝီလီယံ2ကကြတော့သူတို့ level 1အတက်ကလေးလေးပေါ့နော်ဒါသစိတ်ကူးနဲ့ဆိုရလဲကြည်ဆွဲတာပါတဲ့နောက်ထပ်ပုံလေးရှိပြပါဦးဒီချဲတော့ကတင်တန်းမှာဖြစ်တဲ့အတွက်အတန်လေးတော့နည်းနည်းတော့ဆူတာပေါ့နော်အနောက်ခက်ကဒါကိုကိုကြီးတွေကတော့စော့နေကြတာပေါ့ကိုကြီးတွေစော့နေကြတာကိုကြီးစော့နေကြတဲ့အချိန်ပေါ့အားမစော့နေကြတာသူတို့စော့နေကြတာပေါ့ဒီနေ့ကျောင်းဖွင့်တဲ့ကျောင်းအဲ့ရတဲ့ရက်ဆိုတော့ဒါတော့လူနဲလို့ပေါ့နော်ဒါလေးကတော့ဝီလီယံ2ရဲ့ဒီနေ့နောက်ဆုံးဆွဲတဲ့ပုံလေးပေါ့နော်နောက်ဆုံးဆွဲတဲ့ပုံလေးဖြစ်ပါတယ်ဒီနေ့ကလည်းရမ်းစော့ပါတယ်ပြီးတော့နောက်ထပ်တစ်ခုလောက်ပြပါဦးတာဟိုမှာလဲရမ်းစော့တယ်ဟိုမှာလဲရမ်းစော့တယ်ဗီဒီယိုရရင်တော့ဖတ်ပြေးကြတဲ့သူတွေများတယ်ပေါ့နော်သူတို့အရင်မခံကြဘူးပေါ့ဒါလေးကစိတ်ကူးနဲ့ဆွဲရမှာလားစိတ်ကူးနဲ့ဆွဲရဒါလေးကကြတော့စိတ်ကူးနဲ့ကြည်ဆွဲတာဒီတွေကပုံလေးပေါ့နော် push လေးကိုကြတော့သူကြည်ဆွဲတယ်နောက်ခံကတော့သူစိတ်ကူးနဲ့သူပြထည့်ထားတာပေါ့နော်ရမ်းလာပါတယ်နောက်ထပ်ပုံလေးပြပါဦးနောက်ထပ်ပုံလေးပြပါဦးဒီပုံလေးလှနှစ်ခုလုံးပြလိုက်တော့လေတာနှစ်ခုလုံးပြလိုက်တော့ဒါလေးကြတော့ဒါလေးတွေကကြတော့ဒီချဲတို့ကတင်ထားတဲ့သင်ခန်းစာတွေပေါ့နော်ဒီချဲအမှအိတ်လေးတွေတင်တယ်ရဟရင်လေးတွေရင်လေးတွေတင်တဲ့ခါကျရင်သူရဲ့သင်ခန်းစာအတိုင်းသူဆွဲထားတဲ့လက်ရလေးတွေပါလှတယ်နောက်တစ်ခုလောက်ထပ်ပြပါဦးဒါလေးလည်းအိုက်တိုင်းပဲပေါ့နော်ကြွက်ကလေးတွေဒီချက်အကောင်လေးတွေလည်းတင်ပြီးတယ်ပေါ့သင်ခန်းစာထဲမှာအချက်ကောင်လေးတွေပါတယ်အဲ့ဒါတွေကိုဒီချက်တို့ကသင်ခန်းစာတင်ပြီးတော့စိတ်ကူးနဲ့ပကြီးကားဖွဲ့ရတဲ့အချိန်လေးပေါ့ဒါလေးကတော့သူစိတ်ကူးနဲ့ဆွဲထားတဲ့ပုံဖြစ်ပါတယ်